Tarot package လေးတွေကိုမိတ်ဆက်ပေးကြမှာဖြစ်ပါတယ်။ကျွန်မကတော့ Tarot by Nino က Nino ဖြစ်ပါတယ်။ကျွန်မစီမှာ package က3မျိုးရှိပါတယ်။ပထမဆုံးတစ်ခုအနေနဲ့ကကြတော့ question and answer package ဒုတိယတစ်ခုကတော့ general reading တတိယတစ်ခုကတော့ consultation package ဖြစ်ပါတယ်။အရင်တော့ဝိညာဉ်အဟောဆိုပြီးတော့မှ so calling package ဆိုပြီးထည့်ထားရပေါ့နော်။အခုကတော့အဲ့ဒါလေးကိုဖြုတ်လိုက်ပြီးဖြစ်ပါတယ်။ဆိုတော့တစ်ခုချင်းစီကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်။ပထမဆုံးလီနိုမိတ်ဆက်ပေးချင်တာလေးကကျတော့ question and answer package ဖြစ်ပါတယ် question and answer package ဆိုတဲ့အတိုင်းပဲအမေးနဲ့အဖြေသွားမှာပေါ့နော်ဆိုတော့လာပြီးတော့မေးမယ် source လေးတွေအနေနဲ့ကပါလေးလိုမလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့နာမည်လိုပါမယ်ဒုတိယအနေနဲ့ကတော့မွေးနေ့ပေါ့နော်မွေးနေ့ဆိုတဲ့အချိန်မှာဒါကိုယ့်ရဲ့မွေးနေ့ကိုရက်ပြီးတော့မှလပြီးတော့မှနှစ်အဲ့လိုမျိုးလေးထည့်ပေးဖို့အတွက်လိုပါမယ်ပြီးမေးမယ်မိကုံအတိအကျပေါ့နော်ဥပမာအားဖြင့်ဆိုလို့ရှိရင်ဒါအခုဆိုလို့ရှိရင် grade 12လေးတွေဆို grade 12ပြီးသားပြီမလို့ဘယ်ကြောင်းလေးတက်ရင်ကောင်းမလဲ grade 12ပြီးသားပြီမလို့ဘယ်ကြောင်းကိုရွှေ့ရင်ကောင်းမလဲဘယ်မေဂျာလေးကပို့ပြီးအဆင်ပြေမလဲအစားရှိတဲ့ဖြင့်အရှိမှဆိုလို့ရှိရင်လည်းကျမနဲ့ဒီကျမရဲ့ကောင်လေးပေါ့နော်ရေရှည်တွဲဖြစ်နိုင်လားဆိုမိတ်တွေဖြစ်လားအဲ့လိုမျိုးမေးခွန်းတိကျကျလေးတွေနဲ့မေးတာမျိုးဖြစ်ပါတယ်ဆိုတော့ one question ကို9000ကျပ်ပါဒေါ်လာနဲ့လည်းကျမလက်ခံပါတယ်ရှင်ကျမဒေါ်လာအနေနဲ့ဆိုလို့ရှိရင်တော့ one question ကို$5ပါရှင်ဒုတိယ package ကကြတော့ general package ဖြစ်ပါတယ် general region ဆိုတဲ့အတိုင်းပဲကျမကဒီလာမေးတဲ့သူတွေကို6လစာပေါ့6လစာအခြေရေးကျမရေးလူမှုရေးစီးပွားရေးပညာရေးအစရှိသဖြင့်အဖက်ဖက်ပေါင်းစုံအိမ်တော်ရေးကအစပေါ့နော်အဖက်ဖက်ပေါင်းစုံကိုကျမဘက်ကနေမှဟောကြားပေးမှာဖြစ်ပါတယ်တခုချင်းစီကိုကတ်တီနဲ့ရောပြီးတော့လို့ရှိရင်ကျမတက်မြောက်တဲ့တခြားသောပညာရေးနဲ့ပါပေါင်းဆက်ပြီးတော့မှဟောပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်တော့6လစာ package ကိုကျမတယောက်ကို$3000ကျပ်ဒေါ်လာနဲ့ဆိုလို့ရှိရင်တော့$30နဲ့ယူပါရှင်အဲ့ပြင်မှာကိုကအကုန်လုံးလည်းမသိချင်ဘူးပေါ့နော်$3000လည်းမပေးချင်ဘူးဆိုလို့ရှိရင် package တစ်ခုအနေနဲ့လည်းသွားလို့ရပါတယ်အဲ့ဒါကကြတော့ general reading ကိုမှပဲ topic တစ်ခုချင်းစီသွားရဖြစ်ပါတယ်အဲ့ဒါကဘယ်လိုမျိုးလဲလို့ပြောလို့ရှိရင်အချစ်ရေးတီးတန့်6လစာတို့ပညာရေးအတွက်6လစာတို့အဲ့လိုမျိုးလေးတွေမေးလို့ရပါတယ်ရှင်အဲ့လိုမျိုးလေးတွေမေးမယ်ဆိုလို့ရှိရင်တော့ကျမကဒီအချစ်ရေးနဲ့အိမ်တော်ရေးပေါ့နော်အချစ်ရေးနဲ့အိမ်တော်ရေးကလွယ်လို့ရှိရင်ကျန်တာတွေအကုန်လုံးကတော့ဟောကားက$1000ကျပ်ဒေါ်လာ30ဖြစ်ပါတယ်အချစ်ရေးနဲ့အိမ်တော်ရေးကိုကတော့ဟောကားက$1000ခွဲကျပ်$15ဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကကျတော့ consultation package ပေါ့နော်ကျမစီမှာအယူအများဆုံးက consultation package လို့ပြောလို့ရတယ်သူကကျမကဒီ face time နဲ့ပေါ့နော်နှစ်ယောက်တယောက်ကိုတယောက်ရှင်းဖွင့်သလိုမျိုးလေးတစ်ဖက်ကပြောပြတာတွေကိုလည်းနားထောင်မယ်ကျမဘက်ကနေလဲဒါ spiritually guideline တစ်ခုကိုပေးမယ်ပေါ့နော်သူတို့တော့ကိုလိုအပ်တဲ့အရာတွေကိုလည်းဒါ advice တွေလည်းပေးမယ် oracle လည်းသုံးမယ် energy cleansing တွေလည်းလုပ်ပေးမယ်ပေါ့နော်လိုအပ်သမျှအကုန်လုံးကိုလုပ်ပေးမယ်လုံးဝကိုဒီ spirituals ဘယ်လိုပြော spiritually ကျင်းတဲ့တိုင်ပင်ရတဲ့ရင်းဖွင့်ရတဲ့ therapy လိုမျိုးပေါ့နော် therapy ဆန်တဲ့ session လေးတစ်ခုအနေနဲ့သွားပေးတာဖြစ်ပါတယ်အဲ့တော့ကိုတော့ကျမကနိုင်ဝက်ပေါ့နော်မိနစ်30ကိုမြန်မာငွေကျပ်2000ဒါမှမဟုတ်လို့ရှိရင်$20နဲ့ကျမဟောကယူပါရရှင်ဒါလေးရတော့ကျမရဲ့ package လေးဖြစ်ပါတယ်ဗီဒီယိုနဲ့လာပြီးတော့ပြောပြတာကကြတော့ကျမရဲ့မျက်နှာကိုအခုနောက်ပိုင်းသိပြီးတော့မတင်ပြတာTikTok မှာလည်းစပြီးတော့ ranking နေရပြတဲ့ကြောင်းမလို့ TikTok မှာက AI သုံးလို့ရှိရင်for your fee for မြောက်ဘူးဖြစ်နေရပွဲအဲ့တကြောင်မလို့ဖြစ်ပါတယ်bell face နဲ့လည်းရိုက်ထားတာဖြစ်တာရဲ့နှခမ်းရောဆိုးထားတာပေါ့နော်ဆိုတော့ bell face နဲ့ရိုက်ထားတာလည်းဖြစ်တာရဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုအဆင်မပြေတာရှိသွားကြလို့ရှိရင်အနုညတ်တာမှမှာရှင်အကယ်၍အဟောလေးယူမယ်ဆိုလို့ရှိရင်တော့ကျမရဲ့ဒီ Facebook TikTok Telegram platform 3ခုကနေပြီးတော့မှလာရောက်ဆက်သွယ်နိုင်ပါတယ်အဲ့ဒီအပြင်ကမှကျမ YouTube မှာလည်းဒါတစ်ပတ်ကိုအနည်းဆုံး2ပုတ်လောက်ပေါ့နော်တစ်ပတ်ကိုအနည်းဆုံး2ပုတ်လောက်ပုံမှန် pick up ပိုင်းလေးတွေတင်ပေးနေပါတယ်ရှင်အဲ့ဒါလေးကတော့အလကားဟောပြရပြကြောင်းမလို့တွားချိပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲ see you ပါ